မြန်မာပြည်မှာဖျားဘူးသွားကြတယ်ဖျားเจ้าကန်တွေသွားတိုင်းဆိုင်းဘုတ်ကလေးတွေတွေ့တယ်တွေ့ရင်ဆိုင်းဘုတ်တစ်ခုဖတ်တိုင်းသာဓုဆိုတာလေးခေါ်မိဖို့အရေးကြီးတယ်ပေါ့အဲ့ဒီလိုခေါ်လိုက်ရင်ကိုယ်မှာဘာကုသိုလ်ရတော့ဆိုပတ္တနုမောဒနာကုသိုလ်လို့ခေါ်တယ်သူများပေးဝေတဲ့ကုသိုလ်ကောင်းမှုကိုအနုမောဒနာဝမ်းမြောက်တယ်ဆိုတဲ့ကုသိုလ်ရအဲ့ဒီပတ္တနုမောဒနာကုသိုလ်ဆိုတာလေအနည်းငယ်လေးတွေမပြောလောက်တဲ့ကုသိုလ်လို့မထင်မှတ်လေနဲ့ပုံညာကရိယာဝတ္ထု10ပါးထဲမှာပတ္တနုမောဒနာကုသိုလ်အဖြစ်တစ်ခုအနေနဲ့ရည်တွက်ပြီးတော့ထည့်သွင်းထားတာနော်တာမန်ကုသိုလ်မဟုတ်ဘူးလူဘဝရနေရင်တော့လူရဲ့ချမ်းသာဒုက္ခတွေကိုလက်ခံရရှိနေသည့်အတွက်ကြောင့်သူများကုသိုလ်တာရုခေါ်တာကိုယ်မှာဘာမှထူးထူးခြားခြားပြောင်းလဲလာမှာတော့မဟုတ်ဘူးပေါ့သို့တော့ကုသိုလ်ကတော့ရသွားတာရမှန်းမသိပဲနဲ့ရနေတဲ့ကုသိုလ်တစ်ခုပေါ့ပြိတ္တာဘုံရောက်လို့ကုသိုလ်ကောင်းမှုလုပ်ပြီးအမြတ်တမ်းပေးဝေလို့တာရုခေါ်ရင်တော့အမတန်မှထူးခြားတဲ့ဘဝတစ်ခုရောက်ရှိသွားနိုင်စားရမယ်တောက်ရမယ်ဖြစ်နေတဲ့ကံမကောင်းအကြောင်းမလားလို့ပိဋ္ဌာဘုံရောက်သွားတဲ့ပုဂ္ဂိုလ်ခုခေတ်ဆိုရင်တော့တဆေတို့တရေတို့ပေါ့နော်ကုသိုလ်ကောင်းမှုလုပ်ပြီးမြတ်တမ်းပေးဝေလိုက်လို့သူတို့တာရုခေါ်လိုက်ပြီဆိုလို့ရှိရင်သူတို့ရဲ့အယုတ်ဆိုးအကြီးတန်းနေတဲ့အယုတ်ဟာနတ်သားနတ်သမီးကိုလိုချောမောလှပသွားတာဝတ်ဆရာမရှိတဲ့ခန္ဓာကိုယ်မှာနဝတ္တန်စာရိရသွားနေစရာမရှိလို့ဟိုအမိုက်ပုံနာကဒီအမိုက်ပုံနာကဟိုခြုံညာတိုးဒီခြုံညာတိုးနေရတာနေပုံမိမ့်မှန်နေနဲ့ရသွားတယ်ဒါတာရုခေါ်လဲရလို့ရှိရင်အဲ့လိုပြောင်းလဲမှုတွေရှိတယ်ဒါတွေကိုလူတွေကမမြင်နိုင်ဘူးပေါ့နော်ဒါတွေမမြင်နိုင်ဘူးတကယ်တော့သူတို့ဘဝတချို့ကျွတ်သွားတယ်လို့ပြောတာသေသွားတာမဟုတ်ဘူးကျွတ်သွားတယ်ဆိုတာဆင်းရဲဒုက္ခကနေလွတ်သွားပြီးတော့သူ့ရဲ့ဘဝအခြေအနေတိုးတက်သွားတာကိုပြောတာတာရုခေါ်လိုက်ရရင်တာရုခေါ်လိုက်တဲ့ကုသိုလ်ကြောင့်သူဟာစားစရာတွေရသွားတယ်ဝတ်စရာတွေရသွားတယ်နေစရာတွေရသွားတယ်ရုပ်ရည်ရူပကာယတွေချောမောလှပသွားတယ်အဲ့ဒါတိုးတက်ကြီးပွားသွားတာဘာနဲ့ဥပမာတူတုံးဆိုလို့ရှိရင်ထီထိုးလိုက်တဲ့ပုဂ္ဂိုလ်တယောက်စူကြီးပေါက်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒီထီပုတ်တဲ့စီကနေပြီးတော့